နော်လိုင်းမောမိတ်ဆွေများကျွန်တော်ဒီပြကြကျွန်တော်ပြဦးရမွေးကနာမှာကျွန်တော်တို့85ဒါ95ဒါ2005 2015 2025ပေါ့လေနော်ဒီ85ကကျွန်တော်တို့ကျွန်တော်ပြဦးရမွေးကနာမှာ85ဒီနှစ်ပိတ်ကဒီ9ထည့်ရ3ညနောက်ပိတ်ရပေါ့9နဲ့3ညနဲ့ပေါ့နော်ဒီ9ပေါ့ဗျာ85ဒီ95ဒီနောက်ပိတ်ကနန်းကကျွန်တော်တို့6ထည့်ရနှစ်ပိတ်ကနန်း6ထည့်ရကြီး8နောက်ပိတ်ရကနန်း8နဲ့6နဲ့8နဲ့ပေါင်းတော့4ပေါ့ဗျာကျွန်တော်တို့4 2005ကကျွန်တော်တို့နှစ်ပိတ်ကနန်းကဒီ9ထည့်ရ9ထည့်ရ9ထည့်ရပေါင်းတော့9နဲ့9နဲ့ပေါင်းရင်4ပေါ့ဗျာ4ပေါ့2015ကျွန်တော်တို့ဒီနှစ်ထည့်ရခွန်တော့နှစ်ထည့်ရကျွန်တော်တို့9နောက်ပိတ်ရပေါ့2နဲ့9နဲ့ပေါင်းရင်ခွန်ပေါ့ဗျာနော်ခွန်ပေါ့2025ဒီခွန်ထည့်ရ9နောက်ပိတ်ရပေါ့နော်ခွန်နဲ့9နဲ့ပေါင်းရင်2ပေါ့ဗျာနော်အဲ့ဒီကျွန်တော်ကနပ်ပြ85ဒီ9ထည့်ရ3ညနောက်ပိတ်ရပေါ့ဒီနှလုံးပေါင်းချင်းက9အဲ့9ဒီ9ဒီနှလုံးပေါင်း9အဲ့9ဒီအဲ့9ခွနောက်နေ့တည်းမှာ9ခွလာမှာပေါ့ဗျာနော်85ဒီ95ကကျွန်တော်ဒီမှာ6ထည့်ရ8နောက်ပိတ်ရပေါ့6နဲ့8နဲ့ပေါင်းတယ်4အဲ့4ဒီနောက်နေ့တည်းမှာအဲ့4ကခွလာပေးရမှာပေါ့ဗျာနော်4ခွပေါ့အဲ့တော့2005မှာကျွန်တော်တို့ဒီမှာ9ထည့်9နောက်ပိတ်9နဲ့9နဲ့ပေါင်းရင်4အဲ့4ဒီနောက်နေ့တည်းမှာအဲ့4ဒီ4ခွလာပေးရမှာပေါ့ဗျာနော်4ခွလာပေးရမှာနော်အဲ့တော့2015ကကျွန်တော်နှစ်ပိတ်ကနန်းကကျွန်တော်တို့2နဲ့9နဲ့ပေါင်းရင်ခွန်ပေါ့ဗျာနှစ်ထည့်ရ9နောက်ပိတ်ရပေါင်းရင်ခွန်အဲ့ခွန်ဒီကျွန်တော်တို့နောက်နေ့ထပ်မှာကျွန်တော်ခွလာပေးရမှာပေါ့ဗျာနော်ခွရေးလာတာပေါ့ဗျာနော်ခွလာပေးမှာကျွန်တော်2025ကကျွန်တော်တို့ကဒီမဲ့ခွန်ထိတ်9နောက်ပိတ်ခွန်နဲ့9နဲ့ပေါင်းရင်နှစ်အဲ့နှစ်ဒီနေ့ထက်မှာကျွန်တော်တို့နှစ်ခွလာအောင်မှာပေါ့ဗျာနော်2026မှာကျွန်တော်တို့နှစ်ခွလာအောင်မှာပေါ့ဗျာနော်နှစ်ခွပေါ့ဗျာကျွန်တော်တို့နော်နှစ်ကကျွန်တော်တို့ခွလာမှာပေါ့ဗျာနှစ်ကခွလာပါမယ်နှစ်ကတူခွလာပါမယ်နှစ်ခွလာမှာကျွန်တော်တို့ကဟုတ်ပြီနှစ်ခွကိုကျွန်တော်တို့10ခွဲလိုင်းကိုကျွန်တော်တို့ကတခွဲတချုပ်မယ်ဆိုရင်ကျွန်တော်တို့က85မှာကျွန်တော်ဒီ9ရယ်9ထည့်ရ3ညနောက်ပိတ်ရပေါ့9အဲ့9ဒီနောက်တစ်တမှာ9ခွကိုကျွန်တော်တခွဲတည်းယူသူက1 2 3 4 5 6 9 10 9ဒီမှာတစ်ကနောက်ပိတ်ရအဲ့တစ်နောက်ပိတ်ရကျွန်တော်တို့ခါနဲ့ပေါင်းရင်ကျွန်တော်တို့4ပေါ့ဗျာ4ပိတ်ချင်းနဲ့ကျွန်တော်တို့ဒီ9ချင်းကတစ်နောက်ပိတ်ရကျွန်တော်တို့3ခါရပေါင်းရင်4ပေါ့ဗျာ4ပိတ်ချင်းနဲ့ကျွန်တော်တို့အဲ့5ခွထွက်ပေးရမှာဗျာနော်တကတ်ပေါ့ဗျာနော်85ဒီ95ကကျွန်တော်တို့ဒီမှာ6ရယ်8ရယ်ပေါင်းရင်4ပေါ့4ပြီးတော့နောက်တစ်ခါမှာ4ခွထွက်ပေးရမယ်4ခွထွက်ပေးမယ်သူကနေ9ချိန်လိုက်1 2 3 4 5 6 9 ချိန်မှာနောက်ပိတ်က9ရယ်4ဖြစ်အောင်တော့ခါ9နဲ့ဒီနောက်ပိတ်ကနန်းရယ်နောက်ပိတ်9ရယ်ဒီခါကနန်းရင်ပေါင်းရင်ကျွန်တော်တို့4ဖြစ်ချင်းနဲ့ပဲသွားမှာဗျာနော်ဒီ4ဖြစ်ချင်းနဲ့ပဲသွားမှာဗျာနော်4ဖြစ်ချင်းနဲ့ကျွန်တော်ဒီ4ခွထွက်ပေးရမှာဗျာနော်အဲ့တော့2005ကျွန်တော်တို့နှစ်ပိတ်ကနန်းကဒီမှာ9ထိပ်ရကျွန်တော်တို့9ထိပ်9နောက်ပိတ်ရပေါ့နော်4ဒီနောက်တစ်ခါမှာကျွန်တော်တို့4ခွထွက်ပေးရ4ခွထွက်ပေးရမှာ4ခွထွက်ပေးရမှာဆိုတော့ကျွန်တော်တို့ကသူကနေ9ချိန်လိုက်1 2 3 4 5 6 9 ချိန်မှာဒီ1နောက်ပိတ်9ချိန်က1နောက်ပိတ်ရကျွန်တော်တို့ဒီခါ3နဲ့ပေါင်းရင်ကျွန်တော်တို့4ပဲဗျာနော်ဒီ4ဖြစ်ချင်းနဲ့ပဲကျွန်တော်တို့ကသွားပေးရမှာပဲနော်4ဖြစ်ချင်းနဲ့သွားပြီးကျွန်တော်4ခွထွက်ပေးရမှာပဲအဲ့ဒီလုံးပေါင်းချင်း4ခွထွက်ပေးရ4ဖြစ်ချင်းနဲ့အဲ့တော့85ပြီး95ပြီး2005 85ပြီး95ပြီး2005ပြီး2015ပေါ့ဗျာနော်2025ကကျွန်တော်တို့နေနှစ်ပိတ်မှာနှစ်ထည့်ရကျွန်တော်တို့9နောက်ပိတ်ရပေါ့2နဲ့9နဲ့ပေါင်းရင်ခွန်အဲ့ခွန်ဒီနောက်နေ့မှာကျွန်တော်တို့ခွန်ခွထွက်ပေးရမှာပေါ့ဗျာနော်
ခွန်တဲ့ဘေးရမှာဆိုတော့ကျွန်တော်တို့စိတ်ကိုလိုက်ရင်သူကနေ9ချိန်လာ1 2 3 4 5 6 9 10 9ချိန်မှာတစ်ကနောက်ပိတ်ဗျာတစ်နောက်ပိတ်ဆိုတော့ကျွန်တော်4ဖြစ်အောင်ကျွန်တော်တို့မြင်3ခါပဲရှိတော့တယ်3ခါနဲ့ပုံမှာကျွန်တော်တို့4ပဲဗျာနော်နောက်ပိတ်နဲ့ခါနဲ့ပုံဒီ4ဖြစ်ချင်းနဲ့ကျွန်တော်တို့ကသွားပေးရမှာပေါ့ဗျာနော်4ဖြစ်ချင်းနဲ့သွားပြီးတော့ဒီနှလုံးပေါင်းချင်းခွန်ဖြစ်လို့ကျွန်တော်တို့အဲ့ခွန်ခွရဲခွန်ခွပေးရမှာသူ1 2 3 4 5 6 9 10 9ချိန်မှာတစ်နောက်ပိတ်ရဲကျွန်တော်တို့ဒီ3ခါရဲ့ပေါင်းကြီးဒီကျွန်တော်တို့4ပေါ့ဗျာ4ဖြစ်ချင်းနဲ့ခွပေါ့ကျွန်တော်တို့ခူပွဲဆိုလို့ရင်ကျွန်တော်တို့က2025ခုပဲဆိုလို့ရင်ကျွန်တော်တို့ကခွန်နဲ့ကျွန်တော်9နဲ့ပေါင်းရင်ကျွန်တော်တို့2ပေါ့ဗျာ2ပေါ့2ဆိုတော့ကျွန်တော်ဒီနှစ်ထဲကိုကျွန်တော်2ခွာလာအောင်ပါဗျာနော်2ခွာလာအောင်ပါဆိုတော့ခုပွဲဆိုရင်ကျွန်တော်တို့ကသူ့ပြောနေ9ချိန်လက်1 2 3 4 5 6 9 10 9ချိန်မှာကျွန်တော်တို့ဒီမှာ1ကနောက်ပိတ်ဖြစ်နေတယ်ဗျ1နောက်ပိတ်ဖြစ်နေတော့1နောက်ပိတ်ဖြစ်နေတော့သူက4ဖြစ်အောင်ကျွန်တော်တို့3ခါပဲရှိတော့တာဗျာနော်4ဖြစ်အောင်3ခါပဲရှိတော့တာဗျ3ခါပဲရှိတော့ကျွန်တော်2ခွာဆိုတော့ကျွန်တော်2 3နှစ်ပေါ့ဗျာနော်နှစ်3နှစ်ခုပွဲကိုတကွဲတက်ထိုးရမှာပါနှစ်3နှစ်ဘာလို့ဒီကနန်းလေးကိုကျွန်တော်ကနှစ်3နှစ်ကိုကျွန်တော်ပြပေးရအောင်ဆိုတော့ဒါကျွန်တော်တို့ဒါဒီနှလုံးပေါင်းချင်းကျွန်တော်တို့ခွန်နဲ့9နဲ့ပေါင်းချင်းနှစ်အဲ့နှစ်ကဒီနှစ်ခွာပေါ့ဗျာနော်နှစ်ခွာကိုသူကခရီးချိန်ဆိုလို့ရင်1 2 3 4 5 6 9 10 9ချိန်မှာဒီ1နောက်ပိတ်ဒီနောက်ပိတ်4ဖြစ်အောင်ကျွန်တော်3ခါပေါ့ဗျာနော်3ခါဆိုနှစ်3နှစ်ပေါ့ဗျာနော်နှစ်3နှစ်ကိုကျွန်တော်ခွန်ပရိတ်ဖြစ်နေတယ်ပေါ့နော်ခွန်ပရိတ်ဖြစ်နေတယ်ပေါ့နော်နေတော့မရခွန်ပရိတ်ဖြစ်နေတော့ကျွန်တော်တို့ကဒီပရိတ်လေးကိုဘာလို့ကျွန်တော်တို့ကဒီနှစ်3နှစ်လေးကိုတဲ့ခုပွဲကိုကျွန်တော်17ချိန်ပေါ့ဗျာနော်17ချိန်ပေါ့နှစ်3နှစ်လေးကိုဘာလို့ကျွန်တော်တို့ကပြပေးရတာတုံးဆိုတော့ကျွန်တော်တို့ကဒီပရိတ်ကလေးရှိလို့ပေါ့ဗျာနော်ပရိတ်ကလေးရှိလို့ပေါ့ကျွန်တော်ဒါကိုပြီးခဲ့တဲ့ကျွန်တော်ပြပါတယ်ခွန်ပရိတ်ကကျွန်တော်တို့ဒီမဲ့6ခါရယ်6ခါရယ်ပရိတ်က6ရယ်ပေါ့နှစ်ခါနဲ့ပရိတ်နဲ့ပေါင်းရင်6ပရိတ်နဲ့ပေါင်းရင်နှစ်သူဆောင်3ညာခါရယ်ပရိတ်နှစ်နဲ့ပေါင်းရင်နှစ်သူဆောင်3ညာခါပရိတ်နှစ်နဲ့ပေါင်းရင်နှစ်သူဆောင်3ညာခါပရိတ်နှစ်နဲ့ပေါင်းရင်နှစ်ပေါ့ဗျနှစ်တည်းကြီးသွားနာပေါ့6ခါပရိတ်6နဲ့ပေါင်းရင်နှစ်3ညာခါပရိတ်နှစ်နဲ့ပေါင်းရင်နှစ်3ညာခါပရိတ်နှစ်နဲ့ပေါင်းရင်နှစ်3ညာခါပရိတ်နှစ်နဲ့ပေါင်းရင်နှစ်အဲ့ကြောခုပဲကျွန်တော်ခုပဲဆို5ခါပေါ့ဗျာနော်5ခါဆိုတော့ကျွန်တော်တို့ကပရိတ်ကခွန်မှကျွန်တော်တို့ကပရိတ်ကခွန်မှနှစ်ဆိုတော့ကျွန်တော်တို့ကဒီနှစ်3နှစ်ကလည်းကျွန်တော်တို့ခွန်ပရိတ်ကဖြစ်နေလို့ကျွန်တော်ထည့်ပေးရတယ်တင်ပေးလိုက်တာပေါ့နော်ထိုးသိရင်လို့ပေါ့နော်နှစ်3နှစ်ကအဲ့ကြောဒီကနေ့လေးကျွန်တော်တို့ပြပေးလိုက်တာပါနော်ကျွန်တော်တို့မမဝင်မယ်ဆိုလဲကျွန်တော်တို့ကတနစ်စာကိုကျွန်တော်တို့က9000ပေါ့ဗျာနော်တနစ်စာကို9000ပေါ့ကျွန်တော်တို့ဒါခွန်3ကျွန်တော်691ကျွန်တော်တို့98နှစ်ကိုကျွန်တော်တို့ဆက်လို့ရပါတယ်ဗျာနော်ဖုန်းဆက်လို့လည်းရပါတယ်ဘိုက်ပါဟိုင်းနေဆိုလဲကျွန်တော်တို့ရပါတယ်ဗျာနော်အဲကျွန်တော်တို့က12ကြိမ်နဲ့ကျွန်တော်တို့က73ကြိမ်ကိုကျွန်တော်ဇက်တိုက်အောမှာပေါ့နော်အောမှာတဲ့ကြိမ်သားလည်းရောင်းမှာဗျာကြိမ်သားတပွဲသားဆိုရင်ကျွန်တော်တို့က2000ပေါ့ဗျာနော်ဝဲသားကျွန်တော်1000ပဲတနစ်စာဆိုရင်ကျွန်တော်တို့က9000ပါဗျာနော်ဖုန်းဆက်မယ်ဆိုလဲကျွန်တော်တို့ကခွန်3ကျွန်တော်691ကျွန်တော်တို့98နှစ်ကိုကျွန်တော်တို့ဆက်လို့ရပါတယ်အရန်ကောင်းပါတယ်ဗျာ site ကနော်ကျွန်တော်တို့အောမှာပါကျွန်တော်အရန်ကောင်းပါတယ်ကျွန်တော် site ကမကောင်းမှာတော့မပူပါနဲ့ဗျာတန်လေးရပါမယ်နော်အဲကျွန်တော်တို့ဒါဝယ်တဲ့လူတွေတန်လေးရမယ်ဗျာတကွက်တဲ့ထိုးရမှာဗျာနော်12ကြိမ်ကတော့တကွက်တဲ့ထိုးရမှာဗျာအားရမလို့ပေါ့တကွက်တဲ့ပဲထုတ်ပေးမှာဗျာနော်ကျွန်တော်နံပါတ်တွေကိုကျွန်တော်ဝယ်တဲ့လူတွေတောင်းနေတကွက်တဲ့ကိုထုတ်ပေးမှာ12ကြိမ်73ကြိမ်အောမှာပေါ့မှာဗျာနော်စိုက်ရန်ကောင်းပါတယ်တကွက်တဲ့ပဲထိုးရမှာပါတကွက်တဲ့ပဲထိုးရမှာပါနော်တကွက်တဲ့ပဲထိုးရမှာပါတဝဲသားကတော့ကျွန်တော်တို့တဝဲသားကျွန်တော်တို့2000ပေါ့ဗျာနော်2000ဒါရောဝယ်မင်းလူတွေကျွန်တော်တို့ဖုန်းဆက်လို့ရပါတယ်ကျွန်တော်တို့တနည်းစားတော့9000ပေါ့ဒါပြောရင်လည်းကျွန်တော်တို့ဒီကနန်းလေးကိုကျွန်တော်23နှစ်လို့ကျွန်တော်တင်ပေးလိုက်တာပါနော်ကြိုက်တဲ့ဆိုတော့ထိုးပေါ့ဗျာမကြိုက်ဘူးဆိုလည်းမထိုးနဲ့ပေါ့ခင်ဗျားတို့ဒါပေါ့ကျွန်တော်တို့ဒါခွန်ပရိလေးတွေးလို့ဒီကနန်းလေးကျွန်တော်ထပ်ပြီးတော့နောက်ပွဲစီဆိုလဲကျွန်တော်ထပ်မွေးပေါ့ဗျာဒီကောင်းဆို1 2 3 4 5 6 9 10 9ချိန်ပါဒီ3နောက်ပိတ်ရဲ့တစ်ခါရပေါင်းချင်းတွေ4ပေါ့ဗျာ4ဖြစ်ချင်းနဲ့သွားပြီးတော့2ပေါ့ဗျာနောက်ပွဲဆို2အဲနောက်73ချိန်ဆိုလို့ရင်ကျွန်တော်တို့ဒီမဲ့2 3ည2ဒီ4နဲ့3ညနဲ့ပေါင်မှာ2 3ညနဲ့ဒီပွဲဆိုလို့ရင်2ထွားရင်ပေါ့ဗျာနော်ဒါမိုးလေးလောက်သွားပေါ့ထိုးမယ်ဆိုလဲကျွန်တော်တကွက်ပေါ့ဗျာဒါလေးထိုးပါကြိုက်နေထိုးပါပေါ့ရောင်းလေးလူမထိုးဘူးဆိုတော့ဒီ2ခွာလေးနဲ့ဒီကောင်လေးကိုကနေကြီးလိုက်ပေါ့ဗျာ1 2 3 4 5 6 9 10 9ချိန်မှာဒီတစ်ခါနဲ့ဒီတင်းနောက်ပိန်းနဲ့ဒီခါနဲ့3နဲ့ပေါင်းနဲ့4ပေါ့ဗျာနောက်ပွဲဆိုလို့ကျွန်တော်3နောက်ပိန်းနဲ့တစ်ခါနဲ့ပေါင်းနဲ့4ပေါ့ဗျာ2ခွာနဲ့သွားပေါ့ဗျာနော်4နောက်ပိန်းနဲ့3ညခါနဲ့ပေါင်း4ပေါ့ဗျာ2ခွာနဲ့ပေါင်းသွားပေါ့ဗျာနော်
နှစ်3နှစ်နှစ်1နှစ်နှစ်3ညနှစ်အဲ့တိုင်းတဘောတကွာမွေးသွားပေါ့ဗျာကရဏရှိရလူကရဏမရှိရလူကတော့ကျွန်တော်ဘုရားမေးလို့ရပါတယ်နော်ပြောပြပါမယ်အဲ့လိုကြမှာချမ်းသာကြပါလိမ့်မယ်နော်